မနက်ပြန်ရှေ့ရက်နေ့တရက်ထဲမှာပဲရွတ်လို့ရတဲ့ငွေဝင်ကာလာကိုပြောပြမယ်မနက်ပြန်ရှေ့ရက်နေ့မှာဒီကာလာလေးကိုရှစ်ခေါက်တိတိပွားများပူဇော်လိုက်တာနဲ့ရှေ့ရက်အတွင်းမှာပဲများပြားလှစွာသောငွေကြေးတွေများပြားလှစွာသောလက်လာပါတွေကိုစီကိုရောက်ရှိတာမှာဖြစ်ပါတယ်ခင်ဗျာဒေဝီမေတော်တွေမှိုင်းမှကူညီတဲ့နေ့ဖြစ်ပါတယ်နတ်ဒေဝါတွေဟာလူပြည်ကိုကြည့်ရှုပြီးတော့အလုံးစုံသောအခက်အခဲကြီးပြေလဲစီရအလုံးကအစွမ်းတိတ်တီအစွမ်းတကိုးတွေနဲ့ဖြည့်ရှင်းပူညီပေးတဲ့နေ့ဖြစ်တဲ့အတွက်တရားကျမနတ်ဒေဝါဒေမီစတဲ့အဆောင်ရှောက်ပုဂ္ဂိုလ်တွေကိုအနီးနားမှာရှိတဲ့နတ်ကောင်းနတ်မြတ်တွေကကိုယ့်ရဲ့အခက်အခဲကိုကြားသိပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးလက်လာပါနဲ့ပတ်သက်ပြီးပူပန်စရာမရှိတော့အောင်ကိုမှလက်လာပါပေါင်းများစွာငွေကြေးပေါင်းများစွာစီစဉ်ဥစ္စာပေါင်းများစွာပေးစွမ်းရရှိစေမယ့်နေ့ပဲဖြစ်ပါတယ်ခင်ဗျာမနက်ဖြန်၈ရက်နေ့မှာအော်ဒေဝီဒေဝါတုခံမှိုင်းမှိုင်းအော်ဒေဝီဒေဝါတုခံမှိုင်းမှိုင်းဆိုပြီးတော့ရှစ်ခါပွားများပူဇော်လိုက်ပါဘာမှလုပ်စရာမလိုဘူးရှစ်ခါပွားများပူဇော်ရုံမှာပဲဘယ်နေရာမှာရွတ်ရတယ်လမ်းသွားရွတ်လည်းရတယ်အဲ့နေရွတ်လည်းရတယ်အလုပ်သွားရွတ်လည်းရချိန်တဲ့ချိန်မှာသာရွတ်ချိန်တဲ့နေရာမှာသာရွတ်ရှစ်ခါပွားများပူဇော်လိုက်တာနဲ့မနက်ဖြန်၈ရက်နေ့မှာဒီကာလာမန္တန်လေးကိုရှစ်ခါပွားများပူဇော်လိုက်ရုံနဲ့ကိုအနီးနားမှာရှိတဲ့နတ်ဒေဝါတွေဟာကိုယ့်ရဲ့ခက်ခဲကိုကြားသိပြီးတော့ဒုံရင်ဆလာတွေအားလုံးပြေဝစီရင်ကုညီပေးပါလိမ့်မယ်ခင်ဗျာလက်ရှိမှာလက်ပိတ်နေတဲ့ငွေချင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးငွေချင်းအားနည်းနေတယ်ဆိုရင်မနက်ပြန်၈ရက်နေ့မှာရွတ်ဖြစ်အောင်ကျွလိုက်ပါငွေနဲ့ပတ်သက်တဲ့ပူပန်တော့ကတွေအားလုံးပြေလေပြေရောက်သွားပြီးတော့အကျွေးရှိတဲ့သူတွေကစချွေးတွေအားလုံးကျေသွားပါလိမ့်မယ်လက်လာပါတွေပွင့်လာပါလိမ့်မယ်တိတ်တိတ်တာတာထူးထူးကဲကဲနဲ့မှများပြားလှစွာပေါင်းငွေတွေအစုလိုက်အပေါ်ထိမ့်မနိုင်တားမရ၈ရက်အတွင်းသိန်းကိုမှထောင်ချီတန်းချီခရေချီတို့ကိုစီကိုရောက်ရှိပါဖြစ်ပါတယ်ခင်ဗျာမနက်ပြန်မှာရွတ်လိုက်ယုံနဲ့ချမ်းသာမယ်ရွတ်လိုက်ယုံနဲ့အကျွေးတင်မယ်ဒီကာလာမန္တန်လေးကိုရှစ်ခေါက်ပွားများပူဇော်လိုက်တာနဲ့၈ရက်အတွင်းမှာငွေချင်းနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတိတိတတ်တာခံစားရမှာဖြစ်ပါတယ်ခင်ဗျာ